ရှောင်းပေးဆောင်ပါမလား Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ပူတာအိုမှာပေါ့နော်အရန်ကိုပေါ်တဲ့ရှောက်ပန်းဒီလေးကိုစားပြမှာဖြစ်ပါတယ်ဒီရှောက်ပန်းဒီကဖေဝေလာတာပေါ့နော်တမီတုတ်ထားတာဟုတ်တယ်ဒီရှောက်ပန်းဒီစားဟင်းချူမို့ငရုတ်တီးနဲ့အရှေးတုတ်ထားတာဖြစ်ပါတယ်ပူတာအိုဒီကစားပြမယ်ပေါ့နော်စားကြပါဦးစားပြမယ်နော်အရင်ကောင်းလာပဲဒီကစားရုံနဲ့ပူတာကိုလမ်းလွမ်းလိုက်တာကွယ်အရင်ကောင်းလာဖြစ်ပါတယ်လာစားကြပါဦးအရင် special good ဖြစ်ပါတယ်ပူတာမှာဆိုဒါရဝေးရှာလေးမလို့ဘူးဒီမှာအရင်ဒါရရှားတယ်ဆိုတော့အရင်ဒီမှာမလေးရှားမှာဒါရီအရင်ရှားတယ်ပေါ့နော်မလေးရှားမှာဒါရီအရင်စေးကြီးတယ်ဘူတောင်မှာဆိုအင်တိုင်းလိုဒီချီရပေါ့နော်ဆိုင်ကြတယ်ဘူတောင်မှာကဝေချာတယ်ဝေလည်းမလို့ဘူးအင်တိုင်းလိုဒါရီကိုဆိုင်ကြတယ်ပေါ့နော်ဒီမှာအရင်စေးကြီးတယ်ဒီမှာအရင်စေးကြီးရဆိုဒီအလေးကိုစားကြည့်လိုက်တာအရင်ကိုကောင်းပါတယ်အားလုံးပဲစားကြပါအောင်ရှင် bye bye